Mobile Legends ဆိုရင်လည်းဘော်ရာနောက်ကို enemy တွေဝိုင်းကန်လို့ကိုယ့်ရဲ့ immortal ပြုတ်သွားတဲ့အချိန်မှာဆက်ထားတဲ့ immortal ကိုချက်ချင်းရောင်း Winter Crown ကိုလက်မမြန်နဲ့ဝယ်ခဲလိုက်လို့မလျှောပဲလွတ်သွားဘူးလားဗျပုံမှန်ဆိုရင်တော့ဒီလို immortal ကနေရေခဲ item နဲ့ immortal ချက်ချင်းပြောင်းမှုဆိုတာ pro player တွေကိုလက်မြန်မှာရတာဖြစ်ပါတယ်လက်နှေးတဲ့ border ဆိုရင်တော့ item မလဲရသေးခင်မှာပဲတန်းပြီးတော့ရှောနိုင်ပါတယ်ဒါပေမဲ့အခုတော့လက်မမြန်လဲကိစ္စမရှိတော့ပါဘူးလက်နေလို့ရှောသွားတာမျိုးမဖြစ်အောင် item auto လဲပေးမဲ့ feature အသစ်ကို advanced server မှာစမ်းသပ်နေပြီပဲဖြစ်ပါတယ်ဒီ feature ရဲ့နာမည်ကိုတော့ equipment pre-order feature လို့နာမည်ပေးထားပြီးတော့သူ့ရဲ့အသုံးပြုပုံကတော့ရိုးရှင်းပါတယ်အရင်ဆုံးကိုအစားထိုးခြင်းတဲ့ item ကိုဦးစားပေးဝယ်မယ်ဆိုပြီးတော့အရင်လို့ပြီးရင်လက်ရှိကိုဆက်ထားတဲ့ item 6ခွက်တည်းဟာဘယ်ဟာနဲ့လဲပေးရမလဲဆိုတာကိုရွေးပေးလိုက်အောင်ပါပဲ item လဲဖို့ replace လုပ်လိုက်တာနဲ့လိုအပ်တဲ့ go ပမာဏကိုလည်းအခုလိုပြထားပေးမှာဖြစ်ပါတယ်ဘော်ရစီမှာ item ချင်းဖို့လိုအပ်တဲ့ go ပမာဏပြည့်နေပြီဆိုရင်တော့ screen ရဲ့ထောက်နာလေးမှာအခုလိုခလုတ်လေးတစ်ခုပေါ်လာပါလိမ့်မယ်အဲ့ဒီခလုတ်ကိုနှိပ်လိုက်တာနဲ့မလိုတဲ့ item ကိုရောင်းမယ်လိုတဲ့ item ကိုတစ်ခါတည်းဝယ်တဲ့အလုံးနှစ်ခုကိုတပြိုင်တည်း auto လုတ်ပေးသွားမှာဖြစ်ပါတယ်အရင်တော့လို့ဗျာကျွန်တော်တို့ရဲ့ short တွေကိုဝင်ပြီးတော့ item ကိုရောင်းလိုက်ထပ်ပြီးတော့ item ကိုဝယ်လိုက်လုံနေစရာမလိုဘဲနဲ့ခလုတ်တစ်ချက်တည်းနှိပ်ယုံနဲ့ item ချင်းနိုင်မှာဆိုတော့တော်တော်လေးကိုလမ်းပါတယ်အထူးသဖြင့်တော့ဗျာ late game တွေရောက်လာတဲ့အခါမှာ tower တွေကာဖို့အတွက် hero တွေကအသက်ရှင်နေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလို feature လေးကတော်တော်လေးကိုအသုံးဝင်ပါပါဒီ feature တော့အခုလက်ရှိမှာစမ်းသပ်နေစေဖြစ်ပြီးတော့တိတ်မကြခင်မှာတော့ original server ကိုရောက်လာနိုင်ပါတယ်ကဲပေါ်လာတို့ရောဒီလို item အမြန်လဲလို့ရမယ့် feature အသစ်ကိုသဘောကျလားသဘောမကျဘူးလားဘယ်လိုမြင်လဲဆိုတာကို comment မှာဆွေးနွေးပေးကြပါအောင်ခင်ဗျာအဆုံးထိကြည့်ပြီးတဲ့ border တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ